မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ကြက်ထီးသွားခဲ့တဲ့အကြောင်းလေးကို blog လေးလုပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကကြက်ထီးကို3လပိုင်း10ရက်နေ့ကကျွန်တော်သွားခဲ့ပါတယ်သွားမနေ့မနေ့ခေတ်မှာကျွန်တော်အိယာဆော့ဆော့ထားခဲ့ရပါတယ်ခင်ဗျာအိယာဆော့ဆော့ထားတာလေကျွန်တော်ရထားလက်မှတ်တန်းစီတဲ့အခါမှာရှေ့ဆုံးကနေရာရဖို့အတွက်ကျွန်တော်စောထားခဲ့ရတာပါအဲ့ဒီမနက်ကကျွန်တော်4နိုင်ထိုးအိယာထားခဲ့ပါတယ်ထားပြီးပြင်ဆင်ခဲ့တယ်ပြင်ဆင်ပြီးတော့ဒီရထားဘုဒ္ဓရုံရောက်အောင်သွားခဲ့တယ်ပေါ့နော်ဒါကတော့ဘကိုကျွန်တော်ကဘကိုကနေစပြီးတော့ line မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘကိုဘုဒ္ဓကိုကျွန်တော်ရောက်အောင်သွားခဲ့ပါတယ်ဒါကျွန်တော်ဝယ်ခဲ့တဲ့လက်မှတ်3ဆောင်ပါအပါတန်းက3ဆောင်ဖြစ်ပါတယ်ဒါရထားမလာခင်ကျွန်တော်ချိန်ထားတာလေးပါโอเคပါဒါကကျွန်တော်ကြည့်ပြသွားမယ့်နေ့မှာကျွန်တော်အဖိုးရေကျွန်တော်ဒူမလေးရဖာတာပါဒါကျွန်တော်စီးခဲ့တဲ့ရထားပါဒါကကျွန်တော်စီးရမယ့်အတွဲ1အပါတန်းအတွဲ1ဖြစ်ပါတယ်ရထားစီးမယ့်နေရာမှာကျွန်တော်နေရာမှာဖုန်းကောင်းသွင်းမပလက်ပေါက်လဲပါတယ်ကျွန်တော်အရင်ဆင်ပြေခဲ့ပါတယ်ခင်ဗျာဒါကကျွန်တော်တို့စီးသွားရတဲ့ရထားကြီးပါရထားနဲ့စီးသွားရတဲ့အားသာချက်ကလမ်းတစ်လျှောက်မှာရှိရတဲ့ရှုခင်းတွေကိုလိုလိုလတ်လတ်နဲ့ကြည့်ရတယ်။တဘာဝလေးကောင်းလေးတန်တွေကိုလည်းရှုရှိုက်ရတဲ့အခါဒါတစ်နှစ်ပတ်လုံးကျွန်တော်တို့ဒီအလုံးမှာလူပင်ပန်းစိတ်ပင်ပန်းဖြစ်ခဲ့ရတယ်ကိုခဏကြာပြေပြောက်စီတဲ့ခီးလေးတစ်ခုပဲဖြစ်ပါတယ်။ရထားနဲ့သွားရတာကားနဲ့သွားရတာထက်စာရင်တော့ဒီရှုခင်းရှုပွဲတွေကိုပို့ပြီးတော့လည်းလိုလတ်လတ်နဲ့ကြည်ကြဲဝန်းဝန်းခံစားနိုင်တယ်။ပြီးရင်ဒီကျမကြီးတွေကြည့်မယ်ဆိုလို့ရှိရင်လည်းဒီလေကောင်းလေးတန်ရှူရတဲ့အတွက်ကြောင့်မလို့စိတ်ကိုလန်းဆန်းပေါ်ပါစေပါတယ်ခင်ဗျာဒါလမ်းတစ်လျှောက်မြင်ရတဲ့မြင်ကွင်းလေးပါခင်ဗျာဒါကတော့ရထားပေါ်နေလှမ်းပြီးရိုက်ထားတဲ့ဒီစစ်တောင်းမြစ်ပေါ့နော်စစ်တောင်းမြစ်အလှဖြစ်ပါတယ်စစ်တောင်းမြစ်ထဲမှာဆိုတာလှေလေးတွေငါးဖမ်းလှေလေးတွေပေါ့နော်လမ်းပြီးတော့မြင်နေရပါတယ်ခင်ဗျာတချို့လေးဆိုကုန်းပေါ်မှာတော့မှတင်နေရတွေ့ရတယ်နော်ပြီးရင်ဒါလဲခွင်းတွေပါရောက်ပါပြီဒါဆိုရင်ကျွန်တော်ကြိုက်ထိုမျိုးကိုရောက်ပါတယ်ကြိုက်ထိုမျိုးကိုကျွန်တော်ရောက်တဲ့အခါမှာဒီထိုင်တော်မူကိုဝင်ဖူးခြင်းတဲ့ကြောင့်မလို့ကျွန်တော်အိုးဝင်ငါပြီးတော့ယထာဘုဒ္ဓအနေပြီးတော့ထိုင်တော်မူကိုအိုးဝေစီးခဲ့ပါတယ်ဒါကတော့ထိုင်တော်မူရောက်တဲ့အခါမှာအောက်ကနေပြီးတော့တောင်အောက်ကနေပြီးတော့ဒီထိုင်တော်မူဖျားကြီးရှိတဲ့ရှင်ပြင်းတဲ့ပေါ်တက်တဲ့ဒီအငှားကားလေးပေါ့နော်အဲ့ဒီကားလေးတွေကလည်းချစ်စရာကောင်းပါတယ်သူရဲ့ပုံစံလေးတွေကကျွန်တော်တို့ရှေ့ခေတ်တုန်းကပေါ့နော်ဟိုယထာမီးယထာပုံစံရှေ့ခေတ်ယထာပုံစံလေးလုပ်ထားတာပေါ့နော်ဒါထိုင်တော်မူမှာဖျားကြီးမှာကျွန်တော်ကပ်ဖို့အတွက်ဝယ်လာတဲ့ပန်းမှာအရန်တက်ပါတယ်ဖျားပတ်တစ်စီးကို1000ပါဒါကတော့ထိုင်တော်မူဖျားကြီးရဲ့ဒီအောက်ထပ်ပေါ့နော်အောက်ထပ်မှာမြင်ရတဲ့မြင်ကွင်းလေးပါခင်ဗျာကျွန်တော်သွားပြီးတော့ပန်းကပ်ပြီးတော့ဖျားရှိခိုးလိုက်ပါအောင်မယ်ဒါကတော့ဒီထိုင်တော်မူဖျားကြီးကိုကျွန်တော်ရှင်းမျက်နှာစာနဲ့ရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်အိမ်ကနေပါလာတယ်ကျွန်တော်တူမလေးပါသူကတော့ရှုခင်းတွေကိုကျွန်တော်ပြပြီးရှင်းပြနေပါတယ်ခင်ဗျာဒါကထိုင်တော်မူဘုရားကြီးရဲ့ဘုရားရှင်ပြင်ပေါ်ကနေပြီးတော့ဒါကြိုက်ထုံမျိုးကိုလှမ်းကြည့်ရတဲ့လှမ်းမြင်ရတဲ့မြင်ကွင်းပါခင်ဗျာအရင်လှပါတယ်ဒီမှာလေးကောင်းလေးတန်လေးရှူရင်းနဲ့ကျွန်တော်တို့ခကြီးတစ်ထောင်နားပါတယ်ဒါကျွန်တော်တို့ဒီတောင်အောက်ကနေပြီးတော့ဘုရားရှင်ပြင်တော်ပေါ်တက်ကြတဲ့ကားလေးတွေပါနော်ကဲကနေပြီးတော့ကျွန်တော်ကြိုက်ထီယိုကိုဆက်ပြီးသွားဖို့အတွက်ဒီကမုန်းစခန်းပေါ့နော်ကမုန်းစခန်းကိုသွားဖို့ကျွန်တော်ဒီမှာအိုးဝေနဲ့တဆင်ငါခဲ့ရပါတယ်အိုးဝေကစိတ်ရှိလက်ရှိနဲ့ကျွန်တော်တို့ကိုရောက်အောင်ပို့ပေးခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့တောင်ပေါ်တက်ဖို့အတွက်တောင်ပေါ်ကိုတက်ဖို့အတွက်စီးခဲ့ရတဲ့တောင်တက်ကားခိတ်ပါဒါကျွန်တော်တို့စပြီးတော့တောင်ပေါ်တက်နေပါပြီဒါတောင်ပေါ်တက်ရတဲ့ခါမှာမြင်ရတဲ့ကားပေါ်တောင်တက်ကားပေါ်နဲ့မြင်ရတဲ့မြင်ကွင်းတချို့ပါခင်ဗျာရဲဆက်လို့ဆက်ဆက်ကောင်းပါတယ်ပျော်ဖို့လည်းကောင်းပါတယ်ခင်ဗျာဒီတောင်ပေါ်တက်ရတယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီအသေးတရားရနဲ့ကားလည်းနေရာကွေးလိုက်ဖြောက်သွားလိုက်ကွေးလိုက်ပြီးလို့ရှိရင်ဒါတက်လိုက်ဆင်းလိုက်နေပေါ့နော်အရာကိုဆက်လို့ဆက်ဖို့ကောင်းပါတယ်ကားပေါ်မှာပါတဲ့တချို့ခီးသွားတယ်ဆိုလို့ရှိရင်လည်းဒါပျော်ပါနဲ့လိုက်ပါပြီးတော့ဒီအော်ကြဟိကြတဲ့ဟာတွေကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်နော်တနက်ကားကလူတဦးကို9
9000နှုန်းဖြစ်ပါတယ်9000နှုန်းဖြစ်တယ်ဒီကလေးတွေပါမယ်ဆိုလို့ရှိရင်လည်းအသက်9နှစ်အောက်ကလေးတွေကိုပဲဒီ free ပေါ့နော် free စီးခွင့်ရပြီးတော့ဒီ9နှစ်အထက်ဆိုလို့ရှိရင်တော့လက်မှတ်ဝယ်ရပါတယ်လူတဦးကိုလက်မှတ်တစ်ဆောင်ကို9000ပါပြီးတော့ကျွန်တော်အိုးဝေငှားခဲ့တာကဒီကြိုက်ထိုရထားဘူတာကနေပြီးတော့ဒီကမုံစခန်းတီကိုဝေခါအိုးဝေဆိုလို့ရှိရင်သူတို့ကတော့15000ပါနော်1000ခွဲတောင်းတယ်လို့ပြောပါတယ်ကျွန်တော်ကလမ်းမှာထိုင်နှမှုဖျားကိုဝင်ပြီးတော့ပေါ့နော်ပို့ခိုင်းတဲ့အတွက်ကြောင့်မလို့ဒါသူတို့စောက်တာပါဆိုလို့ရှိရင်တော့18000ပေးခဲ့ရပါတယ်ပေါ့နော်ရောက်ပါပြီဒါကျွန်တော်တို့ချက်ထီယိုတာမော်ကိုရောက်ပါပြီပေါ့နော်ဒီမှာကျွန်တော်တို့ဒါအဝင်ဝါဆိုင်ပုတ်လေးပါဒီမှာဆိုလို့ရှိရင်ဒီနေရာကနေစပြီးတော့ပေါ့နော်ဒီဆိုင်ပုတ်နေရာနဲ့စပြီးတော့ဈေးဆိုင်တန်းလေးတွေအမှတ်တရရောင်းနေဆိုင်လေးတွေကိုတွေ့နေရပါပြီဒါကျွန်တော်တို့တဲခဲ့တဲ့တဲခုဟိုတယ်ပါခင်ဗျာကျွန်တော်ကတော့တောင်ပေါ်ကရိုးရိုးလေးနှစ်ဟိုတယ်မှာတဲခဲ့ပါတယ်တညကို6000တောင်ပြီးခဲ့ရပါတယ်ခင်ဗျာဒါကဟိုတယ်ရဲ့အနောက်ဘက်ကနေပြီးတော့ပေါ့နော်ဟိုတယ်အပေါ်ဓာတ်ကနေပြီးတော့မြင်ရတဲ့ဗရန်ဒါကနေထွက်ပြီးတော့ကြည့်ရတဲ့မြင်ကွင်းပါခင်ဗျာရမ်းလာပါတယ်ရမ်းလာပါတယ်ခင်ဗျာတောင်တန်းဒီနဲ့ကောင်းကင်ပြပြကြီးနဲ့ဒါအရင်ကိုကျွန်တော်တို့အတွက်စိတ်လွတ်လပ်ပေါ့ပါဆိုတာနဲ့စိတ်ထဲမှာပေါ့နော်တစ်နှစ်ပတ်လုံးကျွန်တော်အလုပ်ထဲမှာစိတ်ဖိစီးမှုတွေကိုငါဒါပြပြောက်ခဲ့ရပါတယ်ဒါကျွန်တော်တို့စားခဲ့တဲ့ထမင်းဆိုင်ဖြစ်ပါတယ်သူကကျွန်တော်တို့ဒီထမင်းဆိုင်တန်းနေရှိတဲ့နေရာကရေရင်ပြုံးပေါ့နော်ရေရင်ပြုံးမှာကျွန်တော်တို့စားခဲ့တာဖြစ်ပါတယ်ရေရင်ပြုံးထမင်းဆိုင်ရတဲ့ဟိုဒီထမင်းဆိုင်လေးကတန့်လန့်လက်ရတွေလည်းဟင်းချက်လက်ရလည်းကောင်းတယ်ပေါ့နော်ပြီးတော့ဟိုတန့်လန့်ပြီးလို့ရှိရင်ဒါကတော့တွင်းစားပြီးရင်အချိုတဲဖို့တက်ပေးထားတဲ့ဖျက်စီပကံမှာသူကတော့လူတဦးကို8000နှုန်းအဝါစားပေါ့နော်ထမင်းတစ်နစားအဝါစား8000နှုန်းပေးရပါတယ်ခင်ဗျာဒါကတော့ဒီထမင်းဆိုင်တိုင်းနေရှိတဲ့ဘက်ကိုရခင်မြင်ရတဲ့မြင်ကွင်းပါခင်ဗျာဒါကတော့အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်ကျွန်တော်3လပိုင်းတွားခဲ့တာတော့မှเนาะလူကဒါမြင်နေရတဲ့အတိုင်းပါပဲမပြတ်သေးပါဘူးခင်ဗျာဖျားဘူးဧည့်သည်တွေနဲ့ဒါပြည့်နေတယ်လို့တောင်ဆိုလို့ရပါတယ်ဒါကတော့တညခင်စံတော်ရှင်ကြိုက်တီယိုစီတို့မြက်ကြီးကိုပူးမျောတွေ့နိုင်တဲ့မြင်ကွင်းပါခင်ဗျာအရန်ကိုစိတ်ထဲမှာကြည်လင်အေးမြပြီးတော့နော်တကယ်ဖျားရဲ့တရားရဲ့မှာနေရတဲ့ရတာပေါ့ခင်ဗျာဒီမှာဖျားရဲ့အဖမှာဆိုလို့ရှိရင်လည်းဒါလူတွေနဲ့ပြည့်နေပါတယ်ဟုတ်ကဲ့ပါဒါပြီးလို့ရှိရင်ကျွန်တော်ဒီရင်ပြင်းတော့မမပေါ့နော်ရင်ပြင်းတော့မှာရှိရဖျားဘူးပြိပဖျားဘူးအဲ့ဒီတွေကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ဒီစိတ်တီယိုဖျားရဲ့ရင်ပြင်းတော့ပေါ်မှာဒီ3လပိုင်း8ရက်နေ့ညပေါ့8ရက်နေ့ညကတွေ့ရတယ်ဒီဖျားဘူးအဲ့ဒီပေါ့နော်12လပိုင်းဒီဇင်ဘာပေါ့နော်စိတ်တီယိုကဒီ17လပိုင်း12လပိုင်းပေါ့နော်ဒီဇင်ဘာရက်ဆိုလို့ရှိရင်ဒီနေရာတွေဟာဒါလူတွေနဲ့ပြည့်ရှံပြီးတော့မှာပေါ့နော်နည်းနည်းတိုးသွားရတဲ့နေရာတွေပါဒါကကျွန်တော်တို့တဲတဲ့ရိုးရိုးလေးတဲခုကရိုးရိုးလေးဟိုတယ်ပေါ့နော်ရိုးလေးဟိုတယ်ပါခင်ဗျာရိုးလေးဟိုတယ်ကိုကျွန်တော်တို့ဒါပြန်ပြီးတော့ညတရားထွက်ဖူးတယ်ဖျားဖူးပြီးတော့ညခင်7နာရီလောက်ပါပေါ့နော်ကျွန်တော်တို့ဒါပြန်ဟိုတယ်ကိုပြန်ခဲ့ကြတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါနောက်နေ့မနက်9ရက်နေ့မနက်ရောက်ပါပြီကျွန်တော်တို့ဒါတောင်အောက်ကိုပြန်ဆင်းပါတော့မယ်တောင်အောက်ကိုပြန်ဆင်းခဲ့ပြီးကျွန်တော်ဒီမဆင်းခင်ပေါ့နော်တောင်ပေါ်ကနေပြီးတော့လှမ်းပြီးတော့မနက်ခင်းစောစောမှာဒီကြည့်ခဲ့ရတဲ့မြင်ကွင်းတွေပေါ့နော်ဒါဆိုလို့ရှိရင်ဒီတောင်တက်လမ်းတစ်လျှောက်မှာတွေ့ရတဲ့ဒါတွေ့ခဲ့ရတဲ့စွန့်ကန်တန်းတစ်ခုပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါဒီကဖျားဘူးဧည့်သည်တွေကဒီစွန့်ကန်ထွက်နေတဲ့တန်ဃာတော်တွေကိုစွန့်နေကုထုငွေအလှပတ်စံနေပေါ့နော်တန်ချာကြည့်ရင်ဒါကတော့ကျွန်တော်စိတ်ခရတဲ့နေရာလေးတနေရာပေါ့နော်ကျွန်တော်နှစ်သက်တဲ့နေရာလေးပေါ့သူက mountain view hotel ရှိလားအဲ့ဒီနေရာလေးမှာအဲ့ဒီနေရာလေးကျွန်တော်ကြိုက်တယ်ဒီနေရာလေးရောက်သွားလို့ဆိုကျွန်တော်ရှမ်းပြည်ရဲ့ပေါ့နော်ရှမ်းပြည်ရောက်သွားလို့အဲ့လိုမျိုးခံစားမိတဲ့နေရာလေးပေါ့ဒါကတော့ဒါအပြင်တောင်အောက်ကိုဆင်းဖို့အတွက်ဒီတောင်စင်ကားဂိတ်ကိုသွားနေကြတဲ့လူတွေပေါ့နော်9ရက်နေ့မနေ့ခင်မှာဖြစ်ပါတယ်ရောက်ပါပြီဒါကျွန်တော်တို့တောင်အောက်ကိုဆင်းဖို့အတွက်ကားဂိတ်ကို
သွားနေကြတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါတောင်အောက်ကိုပို့ပေးမယ်ကားဂိတ်ပေါ့နော်လူတွေကလည်းအရန်ကြက်ပါတယ်ခင်ဗျာကျွန်တော်တို့ကားပေါ်ကိုတာမှာပေါ့နော်ကားပေါ်ကိုကျွန်တော်တို့ကားပေါ်ကိုတာမှာမနေရောက်အောင်လူပြီးတော့တက်ခဲ့ရပါတယ်ဒီမှာကြည့်လိုက်ပါခင်ဗျာဒါကျွန်တော်တို့စီးခဲ့တဲ့ကားပေါ့လူရမ်းများပါတယ်ခင်ဗျာလူရမ်းများပါတယ်ကားကတောင်ပေါ်တက်လေလူတူကို9000ပါတောင်အောက်ကိုပြန်ဆင်းလေ9000ပါခင်ဗျာဒါကတော့ကျွန်တော်တို့တောင်ဆင်းမှာတွေ့ခဲ့ရတဲ့မြင်ကွင်းလေးတွေပါခင်ဗျာအလားတုန်းကလိုပဲပေါ့နော်ဒီတောင်တက်ကားကိစီးရတဲ့အရာသာစိတ်ထူးသွားလို့ရှိရင်ဒီတောင်တက်ကားတွေပေါ့နော်ဒီစီးရတဲ့အရာသာကတကယ်ဘဝမှာမမေ့နိုင်စရာအမှတ်တရတွေပါပဲနော်ကျွန်တော်အဲ့လိုအမြင့်ကိုကြိုက်လို့လားမသိဘူးပေါ့နော်အမြင့်ကနေပြီးတော့အဲ့လိုအောက်ကိုကြည့်ရမယ်အမြောက်ကိရနဲ့အော်ကားကိုကြည့်ရတဲ့ fucking လေးကဘော်ကာနဲ့မှတော့ကူမနေဘူးပေါ့နော်အဲ့လိုပဲဒါကတော့ကျွန်တော်တို့မုတ်ဆိုးတောင်ပေါ့မုတ်ဆိုးတောင်ကနေပြီးတော့ကြက်ထီကိုဒီတောင်ပေါ်ထိရောက်တဲ့ကေဘယ်ကားပေါ့နော်လူတအူးကို2000ကျပ်လို့ပြောပါရနော်လူတအူးကိုလက်မှတ်တစ်စောင်2000ကျပ်လို့ဖြစ်သွားပါပြီအမှစီးရင်မုတ်ဆိုးတောင်ကနေဆင်းပြီးတော့ဒီတောင်ပေါ်ကိုဆက်ပြီးတော့တက်လို့ရတယ်ပေါ့နော်ဒါကတော့မုတ်ဆိုးတောင်ကနေပြီးမှလှမ်းမြင်နေရတယ်ဒီကေဘယ်ကားတွေပဲဖြစ်ပါတယ်ကေဘယ်ကားတွေပေါ့ဒါတော့တောင်အောက်ကိုဆင်းမဲ့ကားတွေပါဒီနေရာမှာဆိုလို့ရှိရင်ဒါတောင်အောက်ကိုဆင်းမဲ့ကားတွေနဲ့တောင်ပေါ်ပြန်တက်အောင်တောင်ပေါ်တက်လာကြတဲ့ကားတွေနဲ့ဒါစုံနေနေရပါတော့ဒါတော့စိတ်ဆန်းမြိုင်ခွေးမှာတွေ့ရတဲ့ရေတကုံလေးပါခင်ဗျာအရန်လှပါတယ်ဒါကျွန်တော်တို့ပြန်နေပါပြီပေါ့ကျွန်တော်ပြန်လာမှာတော့ကားနဲ့ပဲပကိုးကိုပြန်လိုက်ခဲ့ပါတယ်အသွားတော့ရထားပေါ့နော်ပြန်မဲ့နေမနဲ့ခင်မှာရထားလက်မဲ့မရလို့ကျွန်တော်တို့ကားနဲ့ပဲပြန်ခဲ့ရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ပဲဖြစ်ပါတယ်စောက်ချိုကြီးဖြစ်နေတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုလေးတွေမှာကျွန်တော်တို့ဆက်လက်ပြီးတွေ့ကြပါအောင်မယ်အားလုံးပဲတတားပါ